အရင်ရက်ကကြက်သားနဲ့ထားတာလေးလုံးကြံနေလို့ခရမ်းညင်သီးနဲ့ကြက်သားငပိချက်လေးချက်ပဲလိပ်ပြာနှက်နဲ့အတိုးမြုပ်အတွက်တမာရွက်နဲ့ပိန်းနေသီးလေးနဲ့စားပါတယ်ပုံမှန်ဟင်းနဲ့ချက်နေကြတိုင်းပဲကြက်သွန်ဖြူနီကိုခရမ်းညင်သီးစနုံငရုတ်စင်းရောင်တင်စားဟင်းခတ်မုံငပိကတော့နည်းနည်းလေးပို့ထည့်လိုက်ပါတယ်အားလုံးကိုရောစီတက်ပြီးတော့ကြက်သားပြုတ်ကျန်တာလေးကိုမှုပြီးထည့်လိုက်ပါတယ်အသားနဲ့အနှစ်တွေကိုရတာဝင်အောင်ခဏလုံးပြီးတော့ရေနှဲငယ်ထည့်ထားပါမယ်စီပြန်ကနေတော့ငရုတ်သီးစိမ့်ထည့်ပြီးတော့စီပြန်လာရင်တော့ကြက်သားငပိချက်လေးချက်ပါပြီစီကနောက်လေးဖြစ်နေလို့ဒီနေသားဆိုရင်တော့ရေကျန်နေပါသေးတယ်အခုဒီချိန်နေမှာဆိုရင်တော့စီကကြီးကြီးလေးဖြစ်နေပါပြီအဆက်ကြရင်တော့စီတက်တဲ့အချိန်မှာငရုတ်သီးကြမ်းဘက်ကိုထည့်ချက်ပါပဲနှပ်ဖို့အတွက်ပဲကြက်သွန်ဒီပပလေးကြက်သွန်ဖြူထောင်စနွန်ငရုတ်စိမ်းရောင်တဲ့နဲငယ်စားဟင်းခတ်မုံစီနဲငယ်ထဲကြက်သွန်စိမ်းနဲ့ပြအောင်ဟင်းအိုးလုံးပေးပါမယ်ပြီးရင်တော့ရေထည့်ထားပါမယ်ရေခမ်းလို့ပဲမနှက်သေးရင်တော့ရေနွေးကိုနည်းနည်းချင်းပဲထည့်တယ်ပါရေခမ်းပြီးပဲနှက်လာရင်တော့ပဲလိပ်ပြာနှက်လေးချက်ပါပြီ